လေတိုးတက်မလာပဲနဲ့တဖြည်းဖြည်းနဲ့အရင်ထဲဆုပ်ယုပ်လာတယ်ပေါ့နော်အဲ့မယူနဲ့မတွေ့ခင်နှစ်နှစ်လောက်ထိမတွေ့ခင်လေးမှာတော်တော်လေးကိုဆုပ်ယုပ်လာခဲ့ချိန်မှာအမဘာလုပ်ရင်ကောင်းမလဲဆိုပြီးတော့အမဘာဒီလိုလုပ်လို့မဖြစ်တော့ဘူးလို့စဉ်းစားမိတဲ့အချိန်မှာမင်းနဲ့တွေ့တာပေါ့နော်အမကဒီ online shop ကိုလုပ်တာအခု2026ဆိုလို့ရှိရင်9နှစ်ပြည့်ပြီပေါ့နော်အစကအမျိုးမျိုးလုပ်ခဲ့ဘူးတယ်အမျိုးမျိုးရောင်းခဲ့ဘူးတယ်ဒီကေညဝစ်တွေရောင်းဘူးတယ်ပြီးရနေပြီးတစင်အဲ့မှာဖက်ဆေးတွေပါတယ်ပြောင်းလဲသွားတဲ့ခါကျတော့အရန်နေပစ္စည်းတွေတွင်းရထုတ်ရတာမလို့တဲ့ခါကျတော့အမက t-shirt ပြောင်းနေစာရောင်းဘူးတယ်အဲ့ဒီချိန်မှာနောက်ပိုင်းကျအဲ့ t-shirt ပြောင်းနေရလဲတချို့မှာခက်ခဲလေးတွေရှိတဲ့ခါကျတော့အမအထည်ဆိုင်လေးဖွင့်လိုက်တယ်ပေါ့နော်နောက်ဆုံးဆင်းရတော့အထည်ဆိုင်လေးဖွင့်တာပထမအဲ့ဒီရှေ့ရိမ်မှာအများကြီးရောင်းခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့လေတိုးတက်မလာပဲနဲ့တဖြည်းဖြည်းနဲ့အရင်ထဲဆုပ်ယုပ်လာတယ်ပေါ့နော်အဲ့မယူနဲ့မတွေ့ခင်နှစ်နှစ်လောက်ထိမတွေ့ခင်လေးမှာတော်တော်လေးကိုဆုပ်ယုပ်လာခဲ့ချိန်မှာအမဘာလုပ်ရင်ကောင်းမလဲဆိုပြီးတော့အမဘာဒီလိုလုပ်လို့မဖြစ်တော့ဘူးလို့စဉ်းစားမိတဲ့အချိန်မှာမယူနဲ့သွားတွေ့တာပေါ့နှစ်နှစ်ကနေစပြီးအမကသူ့ချီကနေ order လေးတွေကောက်ကြည့်တယ်အမက order ကောက်တယ်ဆိုတာကိုပိုင်ရောင်းလာလူဆိုတော့ order ကောက်ကြတာကိုစိတ်ထဲမှာတမျိုးကြီးပဲပေါ့နော်ငါစင်မပြေတော့ဘူးဆိုစိတ်ထဲမှာတစ်ခုတော့ဖြစ်ဒါပေမဲ့အဲ့ဒီစိတ်တွေကိုဖြေချောက်ပြီးတော့ဒီလိုလုပ်ကြည့်ပါဆိုပြီးအဆက်ဆက်ရာကူညီပေးတယ်အဲ့အတွက်အမတရားလေးကောင်းရင်တဖြည်းဖြည်းနဲ့ဒီနှစ်နှစ်အတွင်းထဲမှာလုံးဝကိုအဆင်ပြေလာခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့တစ်ဆင့်ကိုယ်ရိုက်နောက်ပြီးတော့ကိုယ်တိုင်တစ်ဆင့်ကိုယ်တိုင်ရိုက်နိုင်လာလဲဒီစတစ်ကာလေးနဲ့ကိုယ်တိုင်ရိုက်နိုင်လာတယ်နောက်ပိုင်းကျတော့နောက်တစ်ခုအခက်ခဲတွေ့လာတယ်ဆိုတော့ပုံစီရတာသူများချီကိုစတစ်ကာထုတ်ကြတယ်ဆိုပေမဲ့ကိုယ်တိုင်ကိုကစတစ်ကာပုံမစီပြီးလို့ရှိရင်ပုံလေးကြံလို့ရှိရင်ဒီဘက်မှာ order တွေနောက်နေတယ်ဖြစ်လာတယ်အဲ့အတွက် digital လေးကိုတက်ခါကျတော့ကိုယ်တိုင်ပုံစီလို့ရတယ်အဲ့အတွက် order တွေမှာပုံမကြံခဲ့တဲ့အတွက်နောက်ကျတာတွေမဖြစ်တော့ဘူးနည်းနည်းသက် customer ရှိကို4ရက်ဆိုရင်ငါကတော့4ရက်လောက်မှပေးနိုင်ပေမဲ့အခုဆိုရင်3ရက်အတွင်းမှာရန်ကုန်မြို့တွင်းဆိုရောက်သွားပြီပေါ့နော်ဒီနေ့နဲ့လည်းပြန်ပြန်ဆက်ပေးနိုင်တယ်ပုံလေးဆိုလဲစိတ်ရှည်လက်ရှည်နဲ့ကွာကိုစိတ်ကြိုက်ပုံလေးတွေဖန်တီးလို့ရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းဒီ digital လေးကြိုက်လို့တာပေါ့နော်အမနဲ့စတွေ့တာကြတော့2နှစ်လောက်ရှိပြီပေါ့နော်အမကအရင်ကကြတော့ဒီအပြင်မှာပဲထည့်ဆိုင်လေးဖွင့်နေအချိန်မှာကြတော့အဆင်မပြေတော့တဲ့ခါမှာဒီ online ကနေရောအမနဲ့တွေ့တယ်အမနဲ့တွေ့ပြီးတော့ order ကောက်လေးစလုပ်ကြည့်တယ်ပေါ့နော်သူရှိကနေပြီးတော့ order ကောက်လေးစလုပ်ကြည့်တဲ့အချိန်မှာပထမတစ်လမှလေးတော်တော်အဆင်ပြေလာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဒီအမနဲ့ပဲနဲ့တွေ့တာ2နှစ်ပြည့်တဲ့အချိန်မှာမှသူ့လိုတင်တန်းလေးဖွင့်တဲ့ခါကျတော့အမတင်တန်းလေးတက်ကြည့်တယ်ပေါ့နော်အဲ့ဒီမှာပို့ပြီးတော့အဆင်ပြေလာတွေ့တယ်အမနဲ့တွေ့လက်တွဲထားတဲ့2နှစ်တွင်းမှာအမဘက်ကဆက်ဆက်ရပေါ့နော်အကုန်အဆင်ပြေတဲ့အတွက်အမအပြင်အလုပ်လေးလည်းဖြုတ်လိုက်တယ်အပြင်ဆိုင်လေးကိုလည်းဖြုတ်ပြီးတော့အမကဒီ online နဲ့ကိုပဲအား site ထုတ်ပြီးတော့အမဒီ online ကိုလုပ်ခဲ့လာနှစ်နှစ်ပြည့်ပြီပေါ့နော်အမနဲ့တွေ့ရဲ့အချိန်ကစပြီးတော့အမကပို့ပြီးပြောင်းလဲလာလဲငွေနဲ့တက်တက်လာပေါ့နော်အိမ်ကနေအိုးမကွာအိမ်မကွာနဲ့ကလေးကိုလည်းပြုစုနိုင်ပြီးတော့အလုပ်လုပ်နိုင်လာတယ်ပေါ့နော်အင်တန်ပေါ့နော်ငွေကအပြင်ကအမကအိမ်မှာကကြတော့ကိုယ်နဲ့လည်းမလုပ်ဘူးတဲ့ခါကျတော့ဒီပထမအထဲစားလေအထဲလေးစာရောင်းကြည့်ရဒါပေမဲ့အဆင်ပြေဘူးမနဲ့တွေ့ပြီးတော့မှတစ်ဖြည်းဖြည်းနဲ့ရောင်းပုံရောင်းပြီးတွေပြီးလို့ဆိုလို့ရှိရင်ယူရမယ့်ဟာတွေအကုန်လုံးသိလာတဲ့အတွက်သူ့ရဲ့လမ်းပြမှုတွေပဲအမဒီကိုရောက်လာခဲ့တယ်ပေါ့နော်ပြီးတော့အမလည်းအပြင်မှာလှုပ်အပြင်မှာဆိုင်လေးဖွင့်ထားနေရဆိုင်လေးကိုပိတ်ပြီးတော့အိမ်မှာကိုပိုင်လေးလုပ်ရတဲ့အတွက်အမသားသမီးနဲ့လည်းအိုးမကွာအိမ်မကွာဖြစ်သွားတယ်အမသမီးကိုလည်းအချိန်ပိုပေးပြုစုနိုင်တယ်ပို့ပြီးတော့အမအိမ်ကလည်းအိမ်ထဲမှာနေနေပို့ပြီးကိုရလာတယ်ပေါ့နော်အရင်အချိန်တွေမပေးရတယ်ပဲပေါ့နော်ကအနည်းဆုံးအမတစ်ယောက်တည်းအားနဲ့တယ်တစ်လကိုအနည်းဆုံး20ကနေရော35ကျောင်းချနိုင်တယ်ပေါ့နော်ဒါကတော့ဟိုအားတွေမှာအရင်တစ်လလည်းအမြတ်ပေါ့နော်ဒီထက်ရန်ကောင်းတဲ့လာတွေပွဲတော်လာတွေဆိုဒီထက်ပိုပြီးတော့များတယ်ပေါ့နော်ညီမလိုပဲအိုးမကွာအိမ်မကွာလေးနဲ့လှုပ်ချင်တဲ့လူတွေပြီးလို့ရှိရင်သူများသားသမီးကိုကိုယ်တိုင်ပြုစုဆက်တဲ့လူတွေအတွက်ဒီတင်တန်းလေးကို join တင်ပါတယ်ပြီးတော့အခုတို့ဖြစ်ပေါ်နေတဲ့ဟိုခရီးဆောင်လိုက်ပြီးလို့ရှိရင်လည်းအပြည့်ထက်လို့မလုပ်ရတဲ့အတွက်အရန်စင်ကြီးတဲ့အတွက်ဒီလိုမျိုးတွေရပါတဲ့အတွက်အဲ့အတွက်ဒီတင်တန်းလေးကို join ပြီးတော့ပဲအိမ်ထဲမှာပဲလူသမီးတွေအိုးမကွာအိမ်မကွာနဲ့ပဲဒီလိုကလေးကိုလုပ်ကြပါလို့တက်ဖြစ်နိုင်ရောနော်ဟိုဒီလိုမျိုးဒီတင်တန်းလေးကနေပြီးတော့အများကြီးဟိုဖြစ်ခဲ့တဲ့အများကြီးကိုအတွက်လည်းပြောတာဖြစ်လာခဲ့တဲ့အတွက်ငွေလည်းပို့ပြီးတိုးလာတယ်ပေါ့နော်အလုပ်လုပ်ကလည်းမြန်ဆန်လာတယ်လွယ်ကူလာတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ဒီလိုမျိုးအမကိုဒီလိုမျိုးလေးတစ်ခုလေးပို့ပိုင်းရအောင်လမ်းပြပေးခဲ့တဲ့မယူလည်းကျေးဇူးအများကြီးတင်ပါတယ်ဆက်ဆက်ရာကူညီပေးခဲ့တဲ့မယူလည်းကျေးဇူးအများကြီးတင်ပါတယ်လို့နောက်လည်းရှေ့ဆက်ပြီးတော့လည်းတော်တော်တင်ပါသေးတယ်လို့